Color me blue ရဲ့အဓိပ္ပာယ်လေးကိုဒီနေ့ရှင်းပြမယ်ပေါ့နော်။တစုံတစ်ယောက်ကြောင့်ဒါမှမဟုတ်ရင်တစုံတစ်ခုကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ခံစားချက်ကိုပြောတာ။ဥပမာဝမ်းနေတာစိတ်မကောင်းဖြစ်တာစိတ်ညစ်တာဒါမျိုးအရှိန်မျိုးမှာသုံးလို့ရတယ်။နောက်တစ်ခုကကျတော့သူများကြောင့်မဟုတ်ပဲကိုယ်လုံးရဲ့ကိုယ်အပြုအမူကြောင့်မလို့ကိုယ်ဘာသာဝမ်းနေရတဲ့အရှိန်မျိုးမှာလည်း color me blue ကိုသုံးလို့ရတယ်။ဒါဆိုလို့ရှိရင်ဥပမာလေးကြည့်အောင်။အဲ့မှာတငယ်ချင်းနှစ်ယောက်စုံပြီးစကားပြောကြတယ်ပေါ့။အဲ့မှာသူတငယ်ချင်းကနေပြီးတော့မေးတယ်။ Hey, is everything okay with your boyfriend? Not really. Colored me blue. The thing he says to me always has my feelings. Hey, နင်းကောင်လေးနဲ့ဆင်ပြေလား။မပြေပါဘူးဟာ။ငါစိတ်ညစ်နေတာ။ तू ပြောတဲ့စကားလုံးတွေကလေငါရင်ကိုအမြဲတမ်းနာကျင်စေတယ်ဟာ။နောက်ထပ်ဥပမာလေးတစ်ခုကြည့်ရအောင်။ I forgot my best friend's birthday. Now she's upset and color me blue for being so careless. ငါအကောင်းဆုံးတငယ်ချင်းရဲ့မွေးနေ့ကိုငါမေ့သွားတယ်။အခု तू စိတ်ဆိုးနေပြီ။ငါရဲ့အဲ့လိုမျိုးကိုယူမဆိုင်မိရဲ့လောက်ရကြအောင်လေ။တကယ်ငါကလည်းစိတ်ညစ်မိတယ်။သူကအဲ့လိုပြောတာပေါ့။သူ့ရဲ့လောက်ရကြမှုသူ့ကိုယ်သူနောင်တရပြီးတော့စိတ်မကောင်းဖြစ်တဲ့သဘောမျိုးနဲ့တုံးတာပေါ့နော်။ဒါဆိုရင်နားလည်မယ်လို့မျှော်လင့်ပါတယ်။နောက်ဗီဒီယိုမှာထပ်တွေ့ကြပါမယ်။ See you in the next video.